တရဖူရတဲ့လူကထာဝရကာလမှာအရာရှိဖြစ်တယ်သူတို့ကိုပူချေလို့ခေါ်တယ်ပူချေနော်အရာရှိဖြစ်တယ်ဗျာဒိကျမ်း19 14တပိုက်ဖတ်ပေးမယ်အဲ့ဒါတရဖူရတဲ့လူကိုပူချေလို့ခေါ်တယ်ကောင်းကင်ဘိုခြေတို့သည်မြင်းဖြူကိုစီးလျက်စင်ကြယ်သောပိတ်ချောဖြူကိုဝတ်လျက်နှောက်တော်တို့လိုက်ကြ၏အဲ့ဒါပူချေဆိုတာအရာရှိတွေပြောတာနော်ဒါကြောင့်ဒီနေ့ဘာလို့ဆိုရင်တရဖူရတဲ့လူနဲ့မရတဲ့လူနေရာမတူဘူးအဲ့ဒါကိုဒီနေ့ဘာလို့ဆိုရင်တရဖူရတဲ့လူကမင်္ဂလာဆောင်ပွဲဝင်တော့တယ်မင်္ဂလာဆောင်ပွဲနော်အဲ့ဒီပူချီတွေပဲအရာရှိတွေပဲမင်္ဂလာဆောင်ပွဲဝင်တာဗျာဒိကျမ်း19နောက်ဆုံးကျမ်းပိုက်ဖတ်မယ်ဒီနေ့တော့နော်ဗျာဒိကျမ်း19ခွညစ်ကနေကိုဖတ်ရအောင်နော်ငါတို့သည်ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ဂုဏ်တော်ကိုချီးမွမ်းကြကုန်အံ့အကြောင်းမူကားတိုးတငယ်၏မင်္ဂလာဆောင်ပွဲကိုခံချိန်ရှိ၏သူ၏မိန်းမသည်ကိုတဆာဆင်ပြီဟုစည်းဝေးသောသူတို့အစည်းဝေးသောသူအများတို့၏အတန်သမုတ်တရားတန်ပြင်းစွာသောမိုးကြိုးတန်ကဲ့သို့ငါကြား၏ထိုမိန်းမသည်စင်ကြယ်ပြောင်လက်သောပိတ်ချောကိုဝစ်ဆင်ရသောအခွင့်ကိုရ၏ပိတ်ချောမူကားတန့်ရှင်းသူတို့၏ဖြောင့်မတ်ခြင်းဖြစ်သည်အဲ့ဒါကသူတငယ်မင်္ဂလာဆောင်ပွဲဆိုဝင်သွားတယ်ဒါကြောင့်ကျွန်တော်ဒီနေ့ပါစီယုံကြည်သူတွေကောင်းကင်ပေါ်ရောက်ရင်စုရတဲ့လူနဲ့မရတဲ့လူမိုးနဲ့မြည်กว่าတာအဲ့ဒါဘလို့အဲ့ဒီစုရမဲ့လူနဲ့မရတဲ့လူမီးနဲ့စစ်ပြီးတဲ့ချိန်မှာတော့စုပေးပွဲထီတော့ကျန်တဲ့ဖွဲ့တွေကတော့ဝင်လို့ရစုပွဲပြီးတော့ရှိမယ်မင်္ဂလာဆောင်ပွဲဝင်ခံပြီးတော့စုမရတဲ့လူအားလုံးကိုအဲ့ဒီသူတို့အမြဲတမ်းနေမဲ့နေရာကိုငိုကြွေးချင်းအန်သွားခဲကြိတ်ရာကိုပြန်ပို့တယ်အဲ့ဒီအကြောင်းကတော့ကျွန်တော်နောက်ပတ်ပြန်ဆက်မယ်နောက်ဒီသင်္ကန်းစာပြန်ဆက်